နော်တဆင်းကိုတက်ဖို့တော့အရေးကြီးတဲ့ချန်ပီယံလိဂ်ဒုတိယအကျော်ပွဲအားလုံးပဲမင်္ဂလာပါကနာဘတ်စကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ည9:30မိနစ်မှာ Emirates Square မှာဟောစားမဲ့အာဆင်နယ်အသင်းနဲ့ Leverkusen အသင်းတို့ရဲ့ပွဲစဉ်ရှိပါတယ်အာဆင်နယ်အသင်းဟာဒီပွဲစဉ်ပြီးရင် Man City အသင်းနဲ့ EFL Cup ပွဲစဉ်တွေရှိပေမဲ့ချန်ပီယံနော်တဆင်းတက်ဖို့အတွက်ပိုရေးကြီးတာကြောင့်ဒီနေ့ပွဲကိုအားကုန်ထုတ်ကစားကြလိမ့်မယ်လို့ထင်ပါတယ်တန်ရာပြဿနာကြောင့်ပါဝင်ဖို့မသေးချာသေးတဲ့တင်ပါနဲ့ Odegaard တို့ကလွှင့်ရင်ကျန်ကစားသမားတွေလူစုံပြန်လာနိုင်ပါတယ်အသင်းရဲ့တိုက်စစ်မှုကိုတော့လက်တလောဂိုးသွင်းထားနိုင်ခဲ့တဲ့ Yogurt နဲ့ပွဲထုတ်တင်ပါတယ် Yogurt ဟာလည်း Everton နဲ့ပွဲမှာနောက်မှဝင်ကစားခဲ့ရတာကြောင့်အနားရခဲ့ပါတယ်တိုက်စစ်တောင်ပန်ကိုတော့ Saka နဲ့ Madueke တို့ဖြစ်နိုင်ပါတယ် Trossard အတိုင်းလည်းပါဝင်နိုင်ပေမဲ့ Martinelli ထက်အရင်ဘက်ကအင်ကွင်းမှာခြေစွမ်းပြခဲ့တဲ့ Madueke ကပိုပြီးဖြစ်နိုင်ခြေများပါတယ်ကွင်းလေတိုက်စစ်ကိုတော့ SA အစား Kai Havertz ထက်တဲ့လို့ထင်ပါတယ်အမြင်ဘော်ဒီမှာ Kai Havertz ကပိုပြီးတော့ SA ထက်ပိုပြီးတိတာကောင်းပါတယ်အသင်းရဲ့တိုက်စစ်အားသားချိန်မှာတော့ SA ကခြေစွမ်းပြပေမဲ့ခန်းစစ်ပိုင်းကစားတာမှာအားနေတာကြောင့် SA ထက် Kai Havertz ကိုပိုကြိုက်ပါတယ်ကွင်းလေအထိုင်ကိုတော့ Declan Rice နဲ့ Zubimendi တို့ကိုအထိုင်အသေးချာနေတာကြောင့်ထူးပြီးပြောစရာမလိုဘူးထင်ပါတယ်အရန်လူဖြစ်နောက်မှလူငယ်လေး Matt Downman လေးရှိတဲ့အပြင် Norgard ကလည်းအသင့်အနေထားမှာရှိတာကြောင့်အရန်မှလည်းမစိုးဘူးလို့ပြောလို့ရပါတယ်နောက်တန်းအထိုင်ကိုတော့ Saliba နဲ့ Gabriel တို့ကိုမဖြစ်မနေထည့်ကစားမှဖြစ်ပြီးတော့ညာဘက်ခန်းစစ်တန်းမှာတင်ပါတန်ရရနေတာကြောင့် Ben White ထက်ဆိုင်ရင် Mosquera ကပါဝင်လာမယ်လို့ထင်ပါတယ် Ben White ဟာပွဲဆက်ဝိုင်းနေတာကြောင့်ဒီလိုအရေးကြီးတဲ့ပွဲမှာတော့ Ben White ကိုအရေးစွန်းထုံးမယ်လို့မထင်မိပါဘူးဘဲဘက်ခန်းစစ်ပိုင်းမှုတော့ Calafiori ထက် Hincapié ပဲပြန်ပါမယ်လို့ထင်ပါတယ်ဒီပွဲစဉ်ကိုအသုံးပြုဖို့အတွက် Hincapié ကိုအရင်ဘက်က Everton ပွဲမှာအနားရယူစေခဲ့တယ်လို့မြင်ပါတယ်အရန်မှာလည်းလူငယ်လေး Luis Kelly တို့ရှိတာကြောင့်ဘဲဘက်ခန်းစစ်တန်းမှာတော့လူအစုံရှိနေပါတယ်အသင်းရဲ့ဂိုးပေါက်ကိုကာကူလေဖို့အတွက်တော့နောက်ပိုင်းမှာလက်စွမ်းပြဟီအသင်းရဲ့ဂိုးပေါက်ကိုစွမ်းတမန်ကာကူလေပေးနေပဲ David Yaya ပဲပွဲထွက်ဖို့များပါတယ်ဒီပွဲပေါ်ကျွန်တော်အမြင်ကတော့နှစ်သင်းစလုံးနောက်တစ်ဆင့်တက်ဖို့အတွက်ကြိုးစားလာမှာဖြစ်တာကြောင့်တွင်းကိုတွေပုံမြင်လာရမယ့်ပွဲလို့ထင်မြင်နေပါတယ်ဒီပွဲစဉ်တော့ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်